ငင်းငယ်ခီးစဉ်ကိုဥဆောင်တဲ့ဆရာတော်ရဲ့ဘွဲ့နာမည်ကအရှင်ပညာကာရကလို့ဖြစ်တယ်ဗျသူကဘီယက်နမ်နဲ့အမေရိကန်ဘွားလို့ပြောတာဆရာတော်ကအဲ့ဒီသူနေတဲ့ကြောင်းမှာသူကလက်ထောက်ဆရာတော်ဖြစ်တယ်ဗျဆရာတော်ရဲ့ဒီခီးစဉ်ရဲ့ရည်ရွယ်ချက်တဲ့ပေးတဲ့ message ကလည်းအလွန်ရိုးရှင်းပြီးတော့မွန်လဲမွန်မြတ်တာပေါ့အခုလိုဘာသာပေါင်းစုံကိုးကွယ်တဲ့လူမျိုးအားလုံးရဲ့နှလုံးသားတွေကိုသိမ့်ယူနိုင်တာလဲထင်ရှားတယ်ဗျတော့လမ်းလျှောက်ရမှာချမှတ်တဲ့တန်တိတန်တွေရှိတာပေါ့နံပါတ်1ကတော့ခီးစဉ်တစ်လျှောက်လုံးမှာတပိတ်တစ်လုံးယူသွားမှာပေါ့ပိတ်သူရှိရင်တော့လက်ခံပြီးစားမယ်ပေါ့မဖြစ်ဘူးဆိုရင်လည်းဆုံးခံစားမှာပေါ့ဗျာနံပါတ်2ကတော့တရားလွယ်တဲ့ဒီအိယာတေးသေးလေးကိုသူတည်သွားမယ်အဆင်ပြေတဲ့နေရာမှာအိမ်မှာပေါ့ညအိမ်ညက်နေပိတ်တဲ့သူရှိရင်လည်းတညတာသူတဲခုမှာပေါ့နံပါတ်3ကတော့အလှငွေလုံးဝသူလက်ခံခြင်းမဖြစ်ဘူးဗျချစ်ချင်းမြတ်တာတင်ကြတာအနေနဲ့တော့အစားအသောက်နဲ့ပန်းနေပြီးမယ်ဆိုရင်လက်ခံမှာပေါ့နံပါတ်4အနေနဲ့ဗုဒ္ဓဘာသာကို promotion လုပ်တာမဟုတ်တဲ့အတွက်ကြောင့်လူသားအလုံးငြင်းညမ်းမှုတဲ့မေတ္တာတရားကိုမျှဝေခြင်းတဲ့အတွက်ကြောင့်လမ်းတစ်လျှောက်လုံးမှာဒီသာသနာအလံကိုသူလုံးဝမသုံးဘူးပေါ့ဗျာအသုံးမပြုဘူးပေါ့အဲ့ဒီအချက်ထဲမှာအဲ့ဒီနံပါတ်4အချက်ကတော့အမှန်တမ်းလေးစားဖို့ရကောင်းပြီးတော့ဒီအမျှော်မြင်ကြီးတဲ့ဆုံးဖြတ်ချက်လို့ပဲဆိုရမှာပေါ့ဗျာဟောခီးတစ်လျှောက်လုံးမှာသာသနာအလံကိုဆောင်ပါကဒီဗုဒ္ဓဘာသာကိုစားပေါ့ဗျာဗုဒ္ဓဘာသာကိုကူစားပြုတဲ့လူတွေတက်ရောက်မယ်လမ်းတစ်လျှောက်လုံးမှာလည်းဗုဒ္ဓဘာသာဝင်တွေရဲ့ကြိုးစိုးအားပေးမှုကိုဒါသူရရှိမှာပေါ့ဗျာအခုမှတော့အဲ့လိုမဟုတ်တော့ဘူးဗျာရောက်လျာအရက်မှာဗျာလူဖြူလူမဲဒီအေရှန်လက်တီနိုတို့ဒီဘာသာမဲ့တွေအားဆိုသူ့ကြိုးစိုးပြီးတော့ပြုတ်လောက်တာကိုတွေ့ရတာပေါ့ဗျာပြီးတဲ့အပြင်ဗျာဒီဌာနဆိုင်ရာရဲတို့မိသက်တို့ကလည်းသူတို့ကိုလိုက်ပြီးစောက်ရှောက်တာတွေ့ရမှာပေါ့အဲ့ဒီအပြင်ထူးခြားတာတခုကဌာနဆိုင်ရာတွေဒီအရာရှိတွေကသူတို့ရရှိထားတဲ့ဒီစုတစိတ်တွေပေါ့ဒီပြည်နယ်စုတစိတ်တွေကိုရင်တိုးတွေပေါ့ဗျာ